The Cinderella Paradox ငယ်ငယ်တုန်းကကြည့်ခဲ့ဘူးတဲ့ Disney ရုပ်ရှင်တွေမှာအချစ်စစ်ရဲ့စွမ်းအားကအရာအလုံးကိုအောင်မြင်စေနိုင်တယ်ဆိုတဲ့သင်ခန်းစာမျိုးတွေပေးလေးရှိတယ်။ရုပ်ရှင်ဇလန်းတွဲတွေတဲ့ငယ်စဉ်ကမိဘတွေပြောပြခဲ့တဲ့ပုံမြင်တွေကကလေးငယ်တွေရဲ့စိတ်နှလုံးကိုလွှမ်းမိုးနိုင်စွမ်းရှိပါတယ်။အဲဒါကြောင့် Cinderella လိုပုံမြင်တွေကနေအချစ်စစ်တာမှန်ရင်အခက်ခဲမှန်သမျှကျော်လွှားနိုင်တယ်ဆိုတဲ့အယူဆဟာကျမတို့ရဲ့စိတ်ထဲမှာမတိမသားဆွဲနေကြတယ်။ဒီလိုနဲ့ကြီးပြင်းလာတဲ့အခါကလေးဘဝတုန်းကပုံမြင်တွေကလို perfect ဖြစ်တဲ့အချစ်ဇာတ်လမ်းမျိုးကိုမျှော်လင့်လာကြတယ်။ရုပ်ရှင်တွေကလိုအချစ်မျိုးကိုလိုချင်ကြတယ်။ချစ်သူနှစ်ဦးဘလောက်ပဲအခက်အခဲကြုံနောက်ဆုံးမှာပျော်ရွှင်စွာအဆုံးသတ်ပေါင်းဖက်ကြလေသည်ပေါ့။နောက်တစ်ခုကလူမှုကွန်ရက်တွေရဲ့ဩဇာလွှမ်းမိုးမှုတွေ Facebook, Instagram တွေပေါ်မှာလူတွေကသူတို့ရဲ့ပျော်ရွှင်ကြည်နူးနေတာတွေကိုပဲတင်လေးရှိပါတယ်။ဒါကြောင့်အချစ်ဆိုတာအမြဲတမ်းပျော်ရွှင်ရမယ်ဆိုတာမျိုးလူစားထားလေးရှိကြတာ။စိတ်ပညာရှင်Tashio ရဲ့ The Science of Happily Ever After စာအုပ်မှာ The Cinderella Paradox လို့အမည်ပေးထားတဲ့စိတ်ဝင်စားဖွယ်သုတေသနတွေ့ရှိချက်တစ်ခုပါဝင်ပါတယ်။ဒီသုတေသနကခေတ်သစ်မိန်းကလေးတွေရဲ့အိမ်အောင်ဘက်ရွေးချယ်မှုပုံစံတွေနဲ့ပတ်သက်ပြီးအရေးကြီးတဲ့မေးခွန်းတွေထုတ်ပေးပါတယ်။အသက်20နဲ့30ကြားအမျိုးသမီး1200ကျော်ကိုမေးမြန်းခဲ့ရမှာအမျိုးသမီး88%ကသူတို့ရဲ့တသက်တာအတူနေမဲ့သူကိုတွေ့ပြီးသားလို့ယုံကြည်ထားကြတယ်။အမျိုးသမီး83%ကလက်ရှိအပေါင်းအသင်းတွေတဲကတယောက်ယောက်နဲ့လက်တွဲဖြစ်လိမ့်မယ်လို့မျှော်လင့်မထားကြဘူးအမျိုးသမီး69%ကသူတို့ရဲ့အချစ်စစ်ကအခြားတနေရာမှာရှိနေတယ်လို့ယုံကြည်နေတယ်ငါရဲ့အချစ်စစ်ဟာတနေရာမှာရှိနေလိမ့်မယ်ဒါပေမဲ့အခုလောလောဆယ်ငါနဲ့ခင်မင်နေတဲ့လူတွေထဲမှာတော့မပါဘူးလို့ယူဆထားကြတာမျိုးပါဒီစစ်တမ်းကအမျိုးသမီးတွေရဲ့မျှော်လင့်ချက်တွေဟာလက်တွေနဲ့ဘလောက်ကွာဟနေလဲဆိုတာကိုပြသနေပါတယ်။အမျိုးသမီးအများစုဟာတွေ့ဘူးသမျှတွေကအကောင်းဆုံးကိုရွေးချယ်မဲ့အစားဟိုးတနေရာမှာပိုကောင်းတဲ့သူရှိနေသေးတယ်ဆိုတဲ့အတွေးနဲ့ဆက်ရှာနေတတ်ကြပါတယ်။ဒီလိုတွေးခေါ်နေခြင်းကတကယ်အိမ်အောင်ဘက်ရွေးချယ်မှုကိုလည်းထိခိုက်စေပါတယ်။ဘာလို့လဲဆိုတော့အပြင်ကဝင်လာတဲ့သစိမ်းတွေကိုပဲအချစ်စစ်ဖြစ်နိုင်ခြင်းပုံများတယ်လို့မြင်နေတယ်။လက်ရှိသိနေတဲ့လူတွေကိုတာမန်သူတွေအဖြစ်သတ်မှတ်ထားတယ်။ကို့အနီးနားကလူတွေရဲ့အားသာချက်အားနည်းချက်တွေကိုတော့ကောင်းကောင်းသိနေပြီ။ဒါပေမဲ့ဘယ်သူမှမသိသေးတဲ့အချစ်စစ်မှာတော့အားနည်းချက်မရှိဘူးလို့စိတ်ကူးရင်ကြပါတယ်။မှားရင်းတဲ့အိမ်အောင်ဘက်ရွေးချယ်မှုကွာရှင်းမှုနှုန်းတွေမြင့်တက်နေတာဟာလူငယ်တွေကအချစ်ဟာအရာအလုံးကိုဖြည့်ရှင်းပေးနိုင်တယ်ဆိုတဲ့အယူအဆနဲ့အိမ်အောင်ပြုနေကြလို့လည်းဖြစ်ပါတယ်။ဒေါက်တာဂျွန်ဂေါ့ဒ်မန်ရဲ့လေ့လာမှုအရာအိမ်အောင်ရေးပြိုကွဲရတဲ့အကြောင်းရင်းတွေထဲမှာမှားယွင်းတဲ့အိမ်အောင်ဘက်ရွေးချယ်မှုကအဓိကဖြစ်တယ်လို့ဆိုထားပါတယ်။လူငယ်တွေဟာအပြင်းပန်းပုံသဏ္ဍာန်တွေကိုအားသာတယ်စိတ်နေစိတ်ထားတူညီမှုကိုလှစ်လူရှုတတ်တယ်။အရေးကြီးတဲ့ကိစ္စတွေမှာသဘောထားချင်းမတိုက်ဆိုင်မှုကိုမတိကျိုးကျွန်ပြုတတ်ကြတယ်။လူမှုရေးစီးပွားရေးနောက်ခံတွေကိုထဲမတွက်ကြပါဘူး။လက်တွေ့ကြရွေးချယ်နည်းဒေါက်တာဂျွန်ဗန်အပ်က How to Avoid Falling in Love with စာအုပ်မှာအိမ်အောင်ဘက်ရွေးချယ်ရာမှာအောက်ပါအချက်လက်တွေကိုအဓိကထည့်သွင်းဆုံးဖြတ်ဖို့စဉ်းစားဖို့အကြံပြုထားပါတယ်။ Knowledge သိကျွမ်းမှုမိသားစုနောက်ခံမျိုးရိုးအလုပ်အကင်နဲ့ပညာရေးရခင်ကဆက်ဆံရေးအတွေ့အကြုံတွေ Trust ယုံကြည်မှုငွေကြေးကင်တွယ်မှုအချိန်စီမံခန့်ခွဲမှုဂရုတည်မှု Relianceမိခိုအားထားနိုင်မှုစိတ်ဖြည့်ဆည်းမှုစီမံခန့်ခွဲနိုင်စွမ်းအခက်အခဲတွေကိုဖြေရှင်းနိုင်စွမ်းတာဝန်ယူမှုတာဝန်ခံမှု commitment သစ္စာရှိမှုညီမှန်းချက်တွေတူညီမှုတန်ဖိုးထားမှုတွေတူညီမှုအနာဂတ်အမြင်တွေတူညီမှု
တကယ်တော့အိမ်အောင်ဘက်ရွေးချယ်မှုဟာအန်အိုးဘက်အချစ်ဇက်လန်တပုတ်လိုရိုမန်တစ်ဆန်ဆန်ဖြစ်စရာမလိုပါဘူးတယောက်နဲ့တယောက်တမိုးထားတဲ့အရာတွေတူညီမှုညီမန်းချက်တွေတူညီမှုစိတ်နေသဘောထားတူညီမှုတွေကပိုအရေးကြီးပါတယ်သူတေသနာတွေအရာမိန်းကလေးပမာဏ90%ကအိမ်အောင်ရေးမှာ perfect ဖြစ်မဲ့အချစ်ဇက်လန်မျိုးမျှော်လင့်ကြပါတယ်အမျိုးသားတွေရဲ့85%ကလည်းအိမ်အောင်ရေးဟာအမြဲပျော်ရွှင်နေမယ်လို့ထင်ကြတယ်လက်တွေ့မှာတော့လက်ထပ်ထိမ်းများပြီး9နှစ်အကြာမှာ85%သောဇုံတွဲတွေဟာအိမ်အောင်ရေးမှာအစင်မပြေမှုတွေရှိလာတယ်လူတွေရဲ့80%ကသူတို့ရွေးချယ်တဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတစ်ခုခုကိုစိတ်ပြတ်မိကြတယ်65%ကငါအိမ်အောင်ဘက်ကငါမျောလင့်ထားသလိုဖြစ်မလာဘူးလို့ခံစားရတယ်အိမ်အောင်ရေးမှာအစင်ပြေတဲ့ဇုံတွဲတွေရဲ့80%ကသူတို့ရဲ့ပါတာက perfect မဟုတ်တာကိုလက်ခံထားကြတယ်။ကနဦးမှာ perfect မဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့နောက်ပိုင်းမှာအဆင်ပြေသွားတဲ့ဆက်ဆံရေးတွေအများကြီးရှိပါတယ်။ The good enough ကိုလက်ခံတတ်ဖို့လိုပါတယ်။တကယ်လက်တွေ့မှာကိုယ်နဲ့80%လောက်ကိုက်ညီတဲ့သူနဲ့တွေ့ရင်ကံကောင်းပြီလို့မှတ်ယူပါ။ကိုယ်အိမ်အောင်ဘက်ရဲ့ကောင်းတဲ့အချက်တွေကိုအမြဲသတိရပါ။တန်မိုးထားပြီးပါperfect ဆက်ဆံရေးဆိုတာမရှိပါဘူးကိုနဲ့လိုက်ဖက်ညီတဲ့သူဆိုတာ perfect ဖြစ်စရာမလိုပါဘူးလိုက်ရောညီထွေဖြစ်အောင်နှစ်ယောက်သားစူးစမ်းနိုင်မဲ့သူဖြစ်ဖို့သာလိုအပ်တာပါစင်ဒရလာဇလန်မှာလို့အချစ်စစ်ကအရာအလုံးကိုအောင်မြင်စေတယ်ဆိုတာလက်တွေ့မှာဖြစ်နိုင်ဖို့ရှားပါတယ်ဒါကြောင့်အိမ်အောင်ဘက်ရွေးချယ်တဲ့အခါရိုမန်တစ်ဆန်တဲ့အချစ်တစ်ခုတည်းကိုပဲအာမကိုပဲပိုပြီးလက်တွေ့ကြတဲ့အချက်တွေကိုပါထည့်သွင်းစဉ်းစားသင့်ပါတယ်